ရုတ်ပဲဖြစ်ဖြစ်ကလားပဲဖြစ်ဖြစ်ပေါ့လေဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ရှမ်းပဲဖြစ်ဖြစ်မွန်ရခိုင်ရှမ်းဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဆိုရင်ဘယ်လိုဖြစ်ဘယ်လိုနေရဟုတ်ပြီနော်နည်းနည်းလေးပဲဖြေတတ်တယ်တိတ်အားရစရာတော့မရှိဘူးနော်ဒီဘေးသက်ကြီးနဲ့ဒီအတန်သိမဟုတ်သေးဘူးဗုဒ္ဓဘာသာဆိုတာကဘယ်ပေါ်မှာမိတယ်လဲဖရာရဲ့အဆုံးအမပေါ်မှာမိတယ်ဗုဒ္ဓဘာသာသည်ဘယ်ပေါ်မှာယက်တည်နေတာလဲဖရာပေါ်မှာယက်တည်နေတာလားမဟုတ်ဘူးကြေးဖရာရွှေဖရာဥပ္ပုံဖရာဒီဖရာတွေပေါ်မှာမှီနေတာမဟုတ်ဘူးဖရာဆိုတာကအဆုံးအမပိတတ်သောကြောင့်ဖရာသူကိုယ်တိုင်သစ္စာ၄ပါးကိုသိတဲ့သစ္စာတရားကိုအများနာလဲအောင်ဆုံးမတတ်တယ်ဒါကြောင့်သူ့ဘာခေါ်လဲဘုရားဟုတ်ပြီနော်အဲ့တော့ဗုဒ္ဓဘာသာမှန်ရင်ဘု து အဆုံးမတိုင်းနေရမယ်ကောင်းပြီအဲ့ဒီမှာတစ်ခုပြောမယ်ဦးဇင်းတို့သူတော်ကောင်းတို့ကိုးကွယ်တဲ့ဗုဒ္ဓဘုရားရှင်သည်ကဲတင်ရှင်လားဖန်တီးရှင်လားလမ်းပြသူလားဘုရားကတော့ဘယ်သူမှမကဲတာသိကြတယ်ရှင်တယ်နော်ဗုဒ္ဓဘာသာဆိုတာအမြင်ရှင်းအောင်လုပ်ပါအဲ့တော့လောကမှာဖျားရည်လို့ကိုးကွယ်နေကြတာခရစ်ယာန်မဟာမေတင်ကနေစပြီးတော့ဗျမနဝါဒအသီးသီးဝါဒကြီးတွေရှိပါတယ်အဲ့ဒီဖျားရကဖျားတွေထဲမှာဒုဖျားအညံ့ဆုံးပဲအလုံးမထားမလေးကောင်းလေးတွေကိုမော့ပြီးမျိုးလုံးကိုပြုတ်လာတာပဲနော်သူတို့ဖယားညံ့တယ်ပြောလို့နော်တကယ်ပြောတာဖယားအညံ့ဆုံးခရစ်ယာန်မှာသွားလေ့လာကြည့်တော့ခရစ်တော်ယေရှုခရစ်ကတတ္တဝါအားလုံးကိုကယ်တင်သွားမယ်အားလုံးကိုဖန်ဆင်းထားတယ်ကြည့်လို့ဟာအလာရှင်မြတ်စီသွားပြန်တော့အလာရှင်မြတ်ကဖန်ဆင်းထားတယ်အားလုံးကိုကယ်တင်သွားမယ်ဂရဏီတွေပေးတယ်တို့ဘုရားကမပေးဘူးဘယ်သူမှလည်းမဖန်ဆင်းနိုင်သလိုဘယ်သူမှလည်းမကယ်နိုင်ဘူးတဲ့ကဲရှင်းတာပဲတို့ဘုရားဘာသာ16ကွယ်လို့သိမသိဟောတေချာအောင်လို့ရောင်ဝါးတွေမဖြစ်စေချင်ဘူးနော်ဘာမှအာမခံချက်ပေးပြီးမဲဆွယ်နေတဲ့ဘာသာထဲမှာတို့ဘာသာမပါဘူးရှင်းတယ်နော်ဘုရားကယ်မလားကိုယ့်အကိုကယ်ရမှာလားအတ္တာဟိအာတနောနာထောဘသူကိုဘသူအာကိုလို့ပြောတယ်ကိုအာကိုဆိုတော့လေဟောဒီခန္ဓာကိုအတဘောကြီးကိုအာကိုရမှာလားဘာအာကိုရမှာညံအာကိုရမှာဒီလောက်တော့ပြောတတ်တယ်ဟုတ်ပြီညံရှိအောင်ဘယ်လိုလုပ်မလဲတင်ထားတဲ့လောက်တော့တတ်မေကွန်တစ်မျိုးပြောင်းလိုက်ရင်ဘယ်ရမလဲတနိုင်ငံလုံးလဲနေတာနော်ဒီလောက်ကတော့ပြင်းသေးတယ်ဟုတ်လားဘယ်ခွေမှာဘာဟောပြီးပြီသူမင်္ဂလာအကုန်လွတ်ရတယ်အဲ့တော့ခွေထဲမှာပါတဲ့မေကွန်မင်းသူတို့မပြေတတ်ဘူးနော်ဉာဏ်ရှိအောင်ဘယ်လိုလုပ်မလဲဆိုတာဥစဉ်သင်ပေးဘူးတာနော်အမှတ်တမဲ့ဖြစ်နေကြလို့ဖြစ်ပါလိမ့်အတူတူပြောရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဒါကအလုတ်စင်ကိုပြောတာတကယ်ဉာဏ်ရှိအောင်ဘယ်လိုလုပ်မလဲလို့ပြည့်ပြည့်စုံစုံဖယားဤအဆုံးအမနဲ့အံဝင်ခွင်ကြဖြည့်ရင်သီလသမာဓိပညာသိက္ခာဘဏယကျင့်အဲ့ဒီ3ရပ်ကျင့်မှဘာဖြစ်မလဲဉာဏ်ဖြစ်မှာဉာဏ်ဖြစ်မှာတတိထဝရိယစိုက်ပညာနဲ့ကြည့်ဆိုတာလဲသီလသမာဓိပညာဒါပြောတာပဲမဲ့ခင်8ပါးရှင်းလားဧကာယနောယံဘိက္ခဝေမက္ကောခြေသားတို့တဲ့မင်းတို့ငါတို့အတွက်ထွတ်မြောက်ရာထွတ်မြောက်ကြောင်းလွတ်မြောက်ရာလွတ်မြောက်ကြောင်းနိဗ္ဗာန်သို့ရောက်နိုင်သောလမ်းသည်ဧကာယနောတကြောင်းတည်းပဲရှိတယ်တဲ့အဲ့ဒီလမ်းကမက္ကောဆိုတဲ့မက္ခင်8ဖို့လမ်းမတော်အဲ့တော့မဂ္ဂင်8ပါးကိုချိုးလိုက်ရင်သီလသမာဓိပညာဒါကိုကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးရဲ့စကားနဲ့ပြောလိုက်ရင်တတိထာဝရိယဆိုင်ပညာနဲ့ကြည့်
ရှင်းလားအဲ့တော့ဉာဏ်ရှိအောင်ဘာတွေလုပ်ရမလဲမင်းရင်သီလသမာဓိပညာဘယ်လိုလုပ်မလဲဆိုတော့တတိထားဝရိယဆိုင်ပညာနဲ့ကြည့်အားလုံးရှင်းရလားဘုသူမင်္ဂလာရောင်ကွာမသိဘူးနော်ဉာဏ်ရှိအောင်ဘာတွေလုပ်ရမလဲဆိုရင်သီလသမာဓိပညာဘယ်လိုလုပ်ရမလဲဆိုရင်တတိထားဝရိယဆိုင်ပညာနဲ့ကြည့်သိကြသလားကောင်းပြီဗုဒ္ဓဘာသာမှန်ရင်ဘုရားရှင်ဤအဆုံးအမအတိုင်းသီလသမာဓိပညာသိက္ခာ၃ရပ်ကိုအားထုတ်နေမှဗုဒ္ဓဘာသာဝင်လို့အသိမှတ်ပြုလို့ရတယ်လဘကစရင်နဲ့ဝင်ဖို့မလိုဘူးနော်သူစရင်ထဲမှာဗာရေးထားတာဗုဒ္ဓဘာသာဆယ်ကပြန်ရေးဘုရားအဆုံးအမမလိုက်နာဘူးဆိုရင်ဗုဒ္ဓဘာသာကိုမဟုတ်ရှင်းလားသဘောပေါက်သလားမထလက်မှတ်ထိုးထားတဲ့ဘာသာကိုပြောတာလားတကယ်ခံယူလေ့ကျင့်နေတဲ့ဘာသာကိုပြောတာလားအားလုံးကချင်ကရကရင်ချင်းမွန်ရခိုင်ရှမ်းတရုတ်ကလားအကုန်ပေါ့ဗျာကဘာပေါ်မှာရှိတဲ့ဘယ်လူမျိုးဖြစ်နေဘုရားရှင်ဤဆုံးမတိုင်းသီလသမာဓိပညာအားထုတ်နေရင်အာမထုတ်ရင်ဗုဒ္ဓဘာသာမဟုတ်ရှင်းလားကောင်းပြီအလုံးမိမ့်မယ်ဖယားကြော့ဘူးကြလားဖယားကိုဘာကြောင့်ကြော့ကြသိတယ်ကျူရှင်တက်ထားတဲ့လူကလွှဲရင်မဖြေနိုင်ဘယ်တော့ဝမ်းနေစရာကောင်းနေသလဲဆိုတာအဲ့ဒါကြည့်ပါအခုကချင်ပြည်နယ်ကနေဆင်းလာတာဦးဇင်းတို့ကချင်ပြည်နယ်မြစ်ကြီးနားကနေဖားကန်မိုးကောင်းမွန်းကြီးအဲ့ဒီနာမြို့တွေဟောပြီးတော့ဘယ်ဆင်းလို့ဆိုဘိတ်ဆင်းအဲ့တော့ဘိတ်ကနေပြီးတဝဲနော်ပြင်ဘူးကြီးဘာညာဟောပြီးတက်လာမေးတဲ့မြို့တိုင်းမဖြေနိုင်လူကြီးတော်တော်များများလဲမေးပြီးလူကြီးဆိုတာအသက်ကြီးတဲ့လူတွေပြောတာနော်ခင်ဗျားတို့ပြောတဲ့လူကြီးထဲမှာမပါဘူးကျုပ်ကအသက်ကြီးတဲ့လူတွေပြောတာအဲ့တော့အသက်ကြီးတဲ့လူကြီးတွေမေးကြည့်တယ်ဖះဘာလို့ကြော့တော့ဖះမို့လို့ကြော့တာဟမ်ဟောကချင်ပြည်နယ်မှာမေးတော့ဖះဘလို့ကြော့မလဲဆိုဩကာသနဲ့ကြော့အာတော့ဟုတ်နော်ဖះကိုဘာကြောင့်ကြော့ရတာလဲလို့တောင်မသိတော့တဲ့ဗုဒ္ဓဘာသာတွေကိုကျုပ်တို့ကစရင်ကိုဆယ်ကားပြန်ရေးပလတ်စတစ်လောင်းထားကြောက်စာပေါ်တင်ထားဗုဒ္ဓဘာသာမဟုတ်တော့ရှင်းလားသဘောပေါက်သလားအဲ့ဒါငါတို့မှာအနန္တောအနန္တဘယ်နှပါးရှိဘာတွေလဲအနန္တောအနန္တဆိုတဲ့အဓိပ္ပာယ်ကဘာလဲရှင်းအဲ့ဒါအရှင်းဆုံးပါနော်အနန္တောအနန္တဆိုတာအနန္တဆိုတာသင်္ချာကဏ္ဍရည်တွက်လို့မရဘူးသင်္ချေဆိုတာကတသင်္ချေဆိုတာတစ်နောက်က3ညအလုံးပေါင်း140ရှိတယ်အဲ့ဒါတသင်္ချေ10 to the power 140ပေါ့နော်အဲ့ဒီလိုသင်္ချေပေါင်းများစွာကိုရည်တွက်လို့မရတာကိုဘာခေါ်လဲအနန္တအဲ့ဒီအနန္တပေါင်းအနန္တထပ်နေတာကိုအနန္တောအနန္တဒါဖြင့်ဘယ်၍ဘယ်မျှလို့ရည်တွက်လို့မရအောင်ဂျေဇုများတဲ့ဂျေဇုရှင်9ယောက်ရှင်းလားကောင်းပြီမိဘကိုဘာလို့ကြော့လဲဟောဒါဖြင့်ဖះဘာလို့ကြော့စောကဖြေပါလားအများကြီးမရှိဘူးတခွန်းနဲ့ရဲ့ဖះကြောရတဲ့ရည်ရွယ်ချက်အများကြီးမရှိဘူးခုဗုဒ္ဓဘာသာမှာခက်နေတာအဲ့ဒါတကြောင်တကာထတရွာတပုတ်ဆန်းညနေရကိုလာပြောတယ်ရှင်ဗျဘုန်းကြီးတပည့်တော်ကြောကျိုးကဘယ်ကြောကျိုးနဲ့ကြောရမှာလဲမင်းတို့ညီတဲ့ဟာနဲ့ကြောနော်ဘာလို့ခရားကြောကျိုးကတကြောင်သွားရင်တမျိုးဖြစ်နေဆရာတယောက်လာရင်တမျိုးဖြစ်နေတော့ဗုဒ္ဓဘာသာဘာကြောင့်အာနေသွားသလဲဆိုတဲ့အဖြေကအဲ့ဒါ
နောက်လာဘုံကပါဠိတစ်ချက်အနက်10တွေတဲ့ဘယ်အထွေယူမှမသိခြေကနန်းကောက်ရတယ်လို့ပဲကိုယ်စလဲချင်းနေတာနဲ့ပြီးရောရှင်းလားဗုဒ္ဓဘာသာဟာအဲ့ဒါပဲတိကျတဲ့လမ်းညွှန်မှုတွေသိလို့အဲ့တော့ဖယားကတော့ရတဲ့အကြောင်းရင်းထဲမှာတော့များစွာမရှိဘူး10တွေလည်းမရှိဘူးတစ်ချက်တည်းပဲရှိတယ်ဖယားရှင်ကိုငါတို့ဘာလို့ကြော့တာလဲကျေးဇူးရှင်မို့လို့ကြော့တာရှင်းလားဖယားကျေးဇူးတို့မှရှိမရှိဘာရှိတော့အဆုံးမလေတို့ဖယားကဲတင်ရှင်းလားဘယ်လိုပုဂ္ဂိုလ်လဲလမ်းပြသူလေစောစောကကဲတင်ရှင်လားဖန်စည်းရှင်လားလမ်းပြသူလားလို့မေးထားတာဗါလဲမိတ်နဲ့လေတရားနာနေတာနော်ရှေ့ကပြောထားခဲ့တာအလကားပြောတာမဟုတ်နောက်ပြန်မေးမှာမဟုတ်လို့ပြောခဲ့တာခတ်ချာချာတပည့်တွေမလို့ခြင်းဘူးတော့သူမင်္ဂလာလည်းအတစ်ပဲအမြဲတမ်းနော်ကျောင်းလာအားထုတ်တဲ့ယောဂီတောင်တွတ်တွတ်လက်လက်လှုပ်ထိုင်နိုင်မဲဆိုမကြိုက်ဘူးကဲတော့ရှင်းလားခွားကြီးတွေအေရိုဘစ်တွေပါတွေသင်ပေးအကျော်တွေပါတွေပြေသွားမှညံကောင်းလာတာ bright ဖြစ်နေရမှာလေးလံထိုင်မိုင်းနေတာကိုယောဂီခေါ်တာမဟုတ်ဘူးရှင်းလားညံနဲ့အလုတ်လုပ်ရမယ်လို့လူကလေးတော့မြန်မာနိုင်ငံယောဂီများအဖွဲ့ချုပ်တောင်ဦးဇင်းကဖွဲ့ပေးဖို့အစီအစဉ်ရှိတယ်အိုးဆပ်ဘစ်များတာ only အိုးဆပ်ဘစ်ဆိုတော့ယောဂီသက်တမ်းရင့်သွားရင်ဘာလို့ဆို2မိနစ်မကြာဘူးအဲ့ဘာလို့ဆိုအစမကောင်းတော့ခန္ဓာကိုယ်လေးလံနေတော့စိတ်ကလည်းလေးလံစိတ်လေးလံတော့ဉာဏ်ကလည်းအိပ်ပျော်သွားအောင်အဲ့တော့ဘယ်အာယုံပြုဒေအိုးတရားထိုင်ရင်ဘယ်အာယုံပြုနေသူကကြည်တာကွာကြည်လေလာခဲ့မယ်လာခဲ့မယ်ရှင်းလားတက်တက်အချိန်ဖြုံးနေတာဘာကုသိုလ်မှမရဘူးလောဘဒေါသမောဟကိလေသာ3မျိုးထဲမှာမောဟကိလေသာဟာအဆိုးဆုံးရှင်းသလားဒါမှမဟုတ်လေးလံထိုင်းမိုင်းနေတာတွေမကြိုက်ဘူးတွတ်တွတ်လက်လက်ထက်ထက်မြက်မြက်ဖြစ်ရဗမာတွေလေးလုံးလို့အောက်ဆွဲနေတာကြာရင်မြေကြီးတွေရောက်တော့ရှင်းလားသာသနာလဲပြက်နေပြီခုလောလောဆယ်မှာဖြစ်နေပြက်နေပြီကွယ်လူနေပြီဟုတ်ပလားသာသနာဘာဖြစ်နေလဲပြက်နေပြီပြောဘုန်းကြီးတွေဘက်ကလည်းပြက်တယ်လူတွေဘက်ကလည်းဘယ်ဘက်ကမှမကောင်းဘုန်းကြီးကလည်းဘေရင်ဘုန်းကြီးခြေဘုန်းကြီးဓာတ်ဘုန်းကြီးနတ်ဘုန်းကြီးအဲ့ဒါသံဃာမဟုတ်တဲ့ဘုန်းကြီးတွေသူကဘုန်းကြီးတွေကျုပ်တို့တဲ့ဘုန်းကြီးတွေခြေကနန်းပေးတဲ့လူကဓမ္မဂရိကတဲ့ဘုန်းကြီးတွေရှင်းလားခြေကနန်းပေးနေတာဘုန်းကြီးအလုံးမဟုတ်ဘူးတန်ဃာအလုံးမဟုတ်ဘူးတန်ဃာထဲမှာမပါဘူးရှင်းလားခုချိန်မှာငါတို့စင်ကြင်အောင်ကြိုးစားရတော့မယ့်အချိန်နည်းနည်းမှအပွန်းပဲမခံနိုင်ဘူးကျင်တယ်နော်ဘေရင်ဘုန်းကြီးဓာတ်ဘုန်းကြီးအင်းအိုင်ခလက်လက်ဖွဲ့ပေးတဲ့ဘုန်းကြီးဖျောင်းတိုင်ပေးတဲ့ဘုန်းကြီးအဲ့ဒါတန်ဃာထဲမှာမပါတန်ဃာစီမင်းသိခိရထဲမှာဒီကိုကတည်သီးပေးခြင်းပန်းပေးခြင်းလက်ဆောင်ပန္နာပေးခြင်းသည်အာဘသင့်စေလို့ဖခင်ကတခါတည်းအမိန့်ထုတ်ထားပြီးသားရှင်းသလားမိမိပေါ်မှာအထင်ကြီးလို့စိတ်လက်လာပါပေါ်လို့စိတ်ဘုံတကိုကြီးလို့စိတ်နဲ့အလိုစိုးနဲ့မိမိမှာမရှိတဲ့ဂုံတွေကိုရှိဟန်ဆောင်ပြီးတော့လည်းမပြုတ်အောင်ရှိနေတဲ့ဂုံကိုတောင်တိုဝက်ထားရမယ်လို့ဘုရားပြောထားဂုံဖော်လိုက်ရင်ရဟန်းမဟုတ်တော့ရှင်းလားရှင်းသလားဟေးကိုးကွယ်တတ်အောင်လည်းလုပ်ကြအောင်နော်နာမည်ကြီးတိုင်းလျှောက်လိုက်မနေနဲ့လောကမှာပုဂ္ဂိုလ်ဒူးလည်းမရှိဘူးတရားဒူးဆိုတာလည်းမရှိဘူးမှတ်ထားဗုဒ္ဓဘာသာတွေမှတ်ထားအထူးသိကြိုက်တာသူတို့ရှင်းသလားကဲဖះလဲရေပေါ်ကဖះနဲ့ရေထဲကဖះနဲ့အခုမှမြေကြီးတွေကဖော်ယူလာတဲ့ဖះနဲ့တောင်ထဲကတူးလာတဲ့ဖះနဲ့တောင်ပေါ်မှာရှိတဲ့ဖះနဲ့ဘယ်ဖះတကိုကြီးတော့ရွှေရှိတဲ့ဖះတကိုကြီးတာပေါ့ရှင်းလားရွှေကပ်ပြီးပူဇော်မှဖះကိုပူဇော်တာမဟုတ်ဘူး
တနိုင်ငံလုံးကြည့်လိုက်ကောင်းကင်ဘဝနဲ့လေမြန်နဲ့ကြည့်လိုက်ရင်အိုးဟိုနားလဲရွှေစေတီတွေဝင်းဒီနားလဲရွှေစေတီတွေဝင်းဝင်းနေတာပဲလေစိတ်လဲဆင်းရောဟမ်ဘဲလဲပျောက်သွားရောသဘောပါလားရွှေစေတီကြီးကဂုံရောင်မဟုတ်ဘူးသာသနာအယောင်မဟုတ်ဘူးတကယ်ဗုဒ္ဓဘာသာနိုင်ငံကြီးဆိုလူတွေအားလုံးကပြုံးရွှင်ကြည်လင်နေပြီးတော့သခိုးမရှိရဘူးကြဘိုးမရှိရဘူးကိုကမြို့တိုင်းမှာအစီကားဆုံးကအရက်ဆိုင်အကြီးဆုံးဆိုင်ဘုတ်ကဘီယာဆိုင်ဘုတ်ပြောဦးကျုပ်ကပြောထားတယ်နိုင်ငံရေးမပြောရဘူးတော့မပြောဘူးကျုပ်ကဘာသာရေးနဲ့လူမျိုးရေးပဲပြောတာတိုင်းရေးပြည်ရေးဘာမပြောရှင်းလားသာသနာလဲပြက်နေပြီကွယ်တော့မှလူမျိုးကလည်းစီးမရှိကံမရှိရှင်းလားဒီတိုင်းနေကြမလားဒီတိုင်းနေရင်လူမျိုးလည်းပျောက်တော့ရှင်းတယ်နော်အဲ့တော့ဘုရားကိုဘာကြောင့်ကြော့ရလဲကျေးဇူးရှင်မို့လို့ကြော့ရကောင်းပြီဘုရားကိုဘယ်လိုကြော့ကြလောက်ချီပြီးကြော့မယ်โอเคအဖြေတွေကတော့โอเคပဲဒါခြေလိတ်ကဖြေပါတယ်ဟုတ်ပါဘူးကော့ကရိတ်ကဖြေပါတယ်เนาะဒါခြေလိတ်ဒါပြီးဒါခြေလိတ်သွားအောင်မဆိုတော့နည်းနည်းအာယုံကရောက်ဖို့တဲ့နေရာဆွဲနေတာကော့ကရိတ်ကဖြေပါတယ်ဗါတယ်လောက်ချီပြီးကြော့မယ်โอเคเนาะမြေကြီးနာဖြေလိုက်တယ်ဩကာသနဲ့ကြော့မယ်အဲ့ဒါမှတ်တမ်းလေးတွေเนาะဒီအတင်းကိုနှစ်ဖြန့်ဗအံနောက်3ရက်နေဗအံမှာပြောမယ်ဗအံကအတင်းကိုမော်လမြိုင်မှာပြောမယ်မော်လမြိုင်ကအတင်းကိုရန်ကုန်ရောက်ရင်ဆက်ပြောမယ်စဉ်းစားတော့ဘယ်လောက်တို့ဘာသာသာသနာဟာဝမ်းနည်းစရာကောင်းနေတယ်တချို့ပြောတယ်မလို့ရှင်ဗျာလူမျိုးကြားတွေချွတ်ဆမ်းမအောင်ဘာသာကြားတွေချွတ်ဆမ်းမအောင်ဟမ်ဘယ်သူမှချွတ်เสียမလို့ဘူးခမည်းတော်ကိုမကြွတ်သေးဘူးရှင်းလားရှင်းပါပြီနိုင်ငံသားကပင့်တယ်နေအောင်လို့ငါအရေးချင်းငါမယုံသေးဘူးလို့ဆိုတော့ဘုန်းကြီးဘာတော့မရတဲ့ငါဗမာကိုကြွအောင်မချွတ်နိုင်သေးဘူးငါယုံကြည်ရတာတခုရှိတယ်လို့ဗမာနိုင်ငံကိုကြွအောင်ဟောနိုင်ရင်လည်းတကဘာလုံးဘယ်သွားမှုเสียမလို့တော့ဘူးအဆိုးဆုံးကဗမာပဲလို့ရှင်းလားခရစ်ယာန်ချွတ်ရင်ယေရှုအကြောင်းဆွေးနွေးလိုက်ရင်ပြီးသွားတယ်မွတ်စလင်ချွတ်ရင်အလာအကြောင်းဆွေးနွေးလိုက်ရင်ပြီးသွားတယ်ဗမာကိုဘယ်လိုချွတ်ရမှာမသိဘူး38မင်းအပါသေးတယ်တရုတ်ဘုံကျောင်းထဲရောက်နေတော့အဲ့ဒီကျောင်းတွေမပြောနဲ့ဆိုတော့သူတို့တော့ဖယ်ထားလိုက်မပြောတော့လွယ်လွယ်လေးပါတရားဟောတာအမလေးကျုပ်လာပြီးလာပြောဟိုဟာမပြောနဲ့ဒါမပြောနဲ့ဘယ်နေရာဘာလို့ရမလဲဓမ္မဂရိကကဘာပတ်နေတာအကုန်သိတယ်ရှင်းလားမပြောဘူးအဲ့ဒီဟာတွေ38မင်းဟမ်ရေရစာပြသရာသုဒ္ဓပတ္တိရှင်ဥပကုတ်ဟာရှုပ်ချက်ကိုခတ်လို့ဟမ်ရှင်းလားအလွဲတွေကြီးလိုက်နေတာဒီထက်ကအုံဖွတ်ဆိုရင်အာသိသဘောကျဟမ်သိတိတင်တာလို့မဟိတ်တိတင်တာလို့ဘသူကသိတိတင်ပေးလို့ရနေအောင်ကျုပ်နားမလဲလို့ကျုပ်ဘုန်းကြီးဖြစ်နေတာ14နှစ်ရှိပြီ14ဝသိတိဆိုတာနားမလဲဘာလို့ပြောသမှာအကုန်ရမ်းကြိတ်နေတာပဲရှင်းလားသိတိတင်ပြီးသားဆိုဟာတခါတလေလာသေးဘုန်းကြီးသိတိတင်ပြီးသားငါတောင်မတင်နိုင်ဘူးမင်းတို့ထားဟိုရှင်းလားရောင်ဝါးတွေသူများပါဇက်လမ်းဆုံးနေတာဘာဗုဒ္ဓဘာသာမှအပိုပြောမနေတဲ့ဖယားဘလို့ကြောမသိဘူးဖယားဘာကြောင့်ကြောလည်းမသိဘူးကဲဒါဗုဒ္ဓဘာသာလို့ပြောလို့ရမှာအခုဖယားကိုဘာကြောင့်ကြောရတယ်တော့သိပြီနော်ဖယားတရားတန်ခါမိဘဆရာဖယားကျေးဇူးတော်မှာရှိမရှိဘာတွေရှိလဲအဆုံးမပြောဘာတွေရှိလဲတကိုးတွေလားဘုံတော်တွေကံတော်တွေညံတော်တွေလားဘာလဲဆုံးမဘုရားရဲ့တပ်ပင်ညုတညာကလည်းသူ့အတွက်ပဲဖြစ်တယ်တို့နဲ့မဆိုင်ဘူးတပ်ပင်ညုတညာကြီးနဲ့သိသလောက်အကုန်ပြောလို့လည်းတို့နားမလဲဘူး
အခုပိဋကသုံးဖို့ဆိုတာခမရတို့ကျွတ်တို့နားလည်နိုင်ယုံလောက်ကလေးဟောခဲ့တာရှင်းသလားအဲ့ဒီဟောခဲ့တဲ့တရားသာလျှင်တို့နဲ့ဆိုင်တယ်ဖရာရဲ့ဉာဏ်ကိုသွားမကြံနဲ့တဲ့မသိနိုင်ဘူးတော့ဖရာအရာမကြံရလောကအရာမကြံရကံအရာမကြံရရှင်းလားကောင်းပြီပြီးအောင်ဆက်ပြောလိုက်မယ်တော့ကြောင့်ဟောတဲ့တရားရှည်သွားမှဆိုလို့ဖရာကိုဘလို့ကြော့မလဲဆိုတဲ့မေးခွန်းနော်ဖရာကိုဘာကြောင့်ကြော့ရသလဲဆိုရင်ကျေးဇူးရှင်ကြောင့်ကြော့တာကျေးဇူးရှင်မို့လို့ကြော့ရင်ဖရာကိုဘလို့ကြော့မလဲလို့မေးရင်ကျေးဇူးသိပြီးမှကြော့ရမယ်ပြန်ပြောမိဘကိုကြော့ရင်ကောကြော့ဆိုတိုင်းရန်ကြော့နေုံနဲ့ဒါမိဘကြော့တာဖရာကြော့တာမဟုတ်သေးဘူးခုဗုဒ္ဓဘာသာတွေဖရာကြော့ဘုံကဘာနဲ့တူလဲဆိုတော့9လ6လ9နှစ်6နှစ်ကလေးလေးတွေကြောင်းခေါ်လာရင်ဘုန်းကြီးရှိရောက်မလုပ်ခိုင်းတော့အဲ့တော့သူကလည်းမိဘကြော့တာကြည့်ပြီးသူတို့လည်းကြော့တယ်အဲ့ကလေးမေးကြည့်စမ်းဘာသိတော့မေးကလေးကဘာမသိဘူးခင်ဗျားတို့ရှင်းလားဘုန်းကြီးတော်တော်များများမေးကြည့်တယ်မသိဘူးမေသီလတော်တော်များများမေးကြည့်တယ်မသိဘူးအကုန်ပြက်နေတယ်လို့ပြောတာအဲ့ဒါဒါကြောင့်ကိုခံယူထားတာဥဒ္ဓမင်္ဂလာဒေအိုးဆရာတော်မူဂျိုဘုန်းကြီးရှင်းလားဘာလို့ကိုသင်နေရတဲ့အတန်းကမူဂျိုတန်းသင်နေမှာတော့သက္ကသိုလ်ဘုန်းကြီးမဖြစ်နိုင်ဘူးတင်းဘာဘွဲ့ရထားမူဂျိုတန်းသင်ရင်မူဂျိုဆရာပဲဖြစ်မှာရှင်းလားအော်လို့မဆုံးတို့ဗမာလူမျိုးတွေတို့ဗုဒ္ဓဘာသာတွေဒီလောက်ညံ့နေတာကိုဦးစင်းစိတ်ထဲမှာယူကျုံရလို့ယူကျုံမရဖြစ်လို့မဆုံးခင်ဗျားတို့မေကွန်းဒီမေကွန်းမေးပြီးတိုင်းကိုပေါင်ကိုလန်ထလုံးသလိုပဲငိုခြင်းတယ်ငါတို့ဆွမ်းကိုစားသင့်သေးရလားငါတို့သူတို့ဆွမ်းကိုစားထားပြီးတာဝန်မကြည့်ဘူးငါတို့တာဝန်မကြည့်လို့သူတို့ဖျားဘလို့ကြောမှမသိတော့ဘူးရှင်းသလားဒီနေ့ယဟန်တန်ဃာတွေကဘသူကျွေးတဲ့ဆွမ်းစားနေတာလဲဘိုးထားတဲ့သင်္ကန်းအောင်နေတဲ့ကြောင်းအောင်ဟုတ်ရဲ့ဒီလူတွေလှူတာထိုင်ပြီးမိမ့်ကြီးစားနေပြီဒီလူတွေဖျားဘလို့ကြောမှမသိတာကိုသူတို့တာဝန်မကြည့်ဘူးသာသနာတော်ကြီးကိုစားရှက်လို့မဆုံးရှင်းလားတဘောပေါက်သလားတာဝန်သိတဲ့လူမှာတာဝန်ရှိတယ်မစားရဲတော့မဝတ်ရဲတော့ကိုကျေးဇူးရှင်တွေပေါ်မှာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာနှစ်ပေါင်း1500ကျော်သာသနာတော်ကိုထိမ့်သိမ့်လာကြတာမြို့နယ်တိုင်းရက်ရွာတိုင်းမှာကြည်လိုက်ရင်ဘုန်းကြီးကျောင်းကြီးတွေဟိမ့်နေတာပဲဒါပေမဲ့သူတို့သာသနာကိုဘာမှမသိကြရှာဘူးရှင်းလားတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းတာဝန်မကြည့်ကိုဒီလိုခံစားမိတယ်တခြားလူကိုမပြောဘူးကိုအကြောင်းကိုပြောတယ်ငါသူတို့ဆွမ်းစားလာတာ14နှစ်ရှိပြီလို့ရှင်းလားကျောင်းကြီးရခိုင်ဘလောက်ကျောင်းကြီးတွေစောက်ထားလို့မှဘာမှဂုံယူစရာအကြောင်းမရှိဘူးကိုပိုင်ကျောင်းလားသူများလှူထားတဲ့ကျောင်းလားဘလောက်ကောင်းတဲ့သင်္ကန်းဝတ်ထားကိုပိုင်ပစ္စည်းလားသူများလှူထားတာလားသူများတတွေးကွက်ပေါ်နေတာဒါကျုပ်တို့ထမင်းရှင်တွေပါသာသနာကျေးဇူးရှင်တွေကိုသာသနာရဲ့ဘုရားသားတော်တပါးအနေနဲ့လာပြီးတော့ကျေးဇူးဆက်တာနော်ရှင်းသလားဘုသူမင်္ဂလာကိုနေရာတော်တော်များများမှာအပြောခံရတယ်မင်းကမင်းကျောင်းထဲထိုင်ဟောနေပါလားဘာလို့အပြင်လက်ဟောနေတာလဲတဲ့ကျောင်းထဲထိုင်ဟောနေဒီလူတွေမသိတာသိကြတယ်ရှင်းလားကောင်းပြီအဲ့တော့ဒီနေ့တို့သိရပြီဘုရားကိုဘာကြောင့်ကြော့တယ်လဲကျေးဇူးရှင်မို့လို့ဘုရားတရားတန်ခါမိဘဆရာဘသူကြော့ဘယ်လိုကြော့မလဲကျေးဇူးသိပြီးမှကြော့မယ်အဲ့တော့ဥစဉ်ကြော့ခဲ့ပုံလေးကိုနမူနာပြောပါမယ်ဥဒ္ဓမင်္ဂလာလည်းသင်္ကန်းသာဝတ်ထားတာဘုရားကြော့တတ်တာမကြသေးဘူးရှက်နဲ့ပဲဝန်ခံမှာရှင်းလားမကြသေးဘူးနော်တရားတွေအားထုတ်လာတော့9တန်း6တန်းကလေးကဘောကလေးကအဖေနဲ့အမေကသင်ပေးလို့သွားတာပါပဲ
ဒါပေမဲ့ဘာမှမသိပါဘူးနော်သင်္ကန်းဝတ်ဆိုတော့လဲအမေကဘုသူမင်္ဂလာရာဇဝင်ပြောလဲသိပြီးသားနေမှာမပြောတော့ပါဘူးနော်မူမူယူယူနဲ့အိမ်မှာမူယူနေလို့အမေကကြောင်းပို့ရတာအဲ့ဒါနဲ့သင်္ကန်းဝတ်ဖြစ်တာတရားလို့တော့မဟုတ်ဘူးအမေပို့လို့ရောက်တာနော်အဲ့တော့ဘုရားကြောဖြစ်တာသိမကြသေးဘူးကြောတတ်တာသူမင်္ဂလာဒေါသသိကြီးတယ်ဖြစ်ချင်တာမဖြစ်ရရင်မကြည်လဲဘူးအဲ့တော့မကျေနပ်တော့ဘူးဆိုရင်လည်းတယောက်ယောက်ကိုထိုးလိုက်ကြိတ်လိုက်ရမှပြေးလဲတယ်နော်ဒါကိုအကြောင်းကိုပြောတာနော်နောက်ထေရပတ္တိမှတ်တာသူမင်္ဂလာဘလောက်သိမ်မွေ့တယ်ဆိုတာနော်အဲ့တော့အဲ့ဒါကရင်ပေါ်မှာဒေါသဖြစ်နေတာဆဆနဲ့တုံနေတုံရင်နဲ့ရင်ဘတ်ထဲအောင့်တက်လာဟိုက်သိတော့မယ်နေရာတိုင်းမှာ every time everywhere ready for dying ကိုပြောလာတာနော်ဘယ်သွားဘယ်အချိန်ဖြစ်ဘယ်နေရာဖြစ်သေဖို့ဆင်သင့်မယ်ဆိုတော့အခုသိတော့မယ်ရင်မထဲမှာအောင့်နေပြီဒါဘာကြောင့်ဒီလောက်ဖြစ်သွားတာလဲဘယ်သူကြောင့်လဲဒေါသဖြစ်ရင်ဘယ်သူအရင်ရှုံးတာပူသလားအေးသလားဖြစ်ဖူးတဲ့လူတွေသိပြီရှင်းတယ်နော်ပူလောင်ပြီးဒီမှာဆို့တက်နေတယ်ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒေါသအပြစ်ကိုဟောတာဘူးအဲ့တော့ဒေါသအပြစ်ကိုပြတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏ဒေါသကင်းအောင်ဆုံးမတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏ကိုယ်တိုင်ဒေါသဖြစ်ပြီးဒေါသအပြစ်ကလေးကိုသိလို့ဒီလိုလေးကြော့လိုက်ရောရင်ထဲကဒေါသအေးသွားတော့ဒေါသကင်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိခိုးပါ၏အရသာရှိလိုက်တာလေအဲ့ဒီကြမှာဘုရားအဆုံးအမကျေးဇူးကိုရင်ထဲမှာခံစားပြီးလိုက်လဲကြော့လိုက်ရဘယ်နှခါကြော့ဘူးကြတော့ဘယ်ရွယ်ရှိပြီလဲကိုယ့်အကိုပြန်မေးဦးရှင်းလားအဲ့ကြမှာကျေးဇူးဂုဏ်ကိုသိတယ်အဲ့တော့သီလကျေးဇူးတမာရီကျေးဇူးပညာကျေးဇူးမရှိဘူးလားဘုရားပေးထားတဲ့ဘုရားအဆုံးအမကိုကိုယ်တိုင်လိုက်နာကျင့်သုံးပြီးတော့ကျေးဇူးသိပြီးကြော့ဘူးမှဘုရားကြော့ဘူးတယ်လို့ဆိုလိုက်ရှင်းမလားစောစောတုန်းကကြော့ဘူးပါတယ်လို့ဖြေတဲ့လူတွေဘယ်နဲ့တော့သဘောပါသလားကဲအားလုံးမှတ်သားထားလိုက်စမ်းပါဘုရားတရားသံဃာမိဘဆရာကိုဘာကြောင့်ကြော့ရပါသလဲဟုတ်ပြီဘုရားကြော့တဲ့အခါဘယ်လိုကြော့မှလဲဘုရားဤကျေးဇူးကိုကိုယ်တိုင်သိပြီးမှကြော့ရမယ်ဘုရားတရားသံဃာဆိုတာအဲ့ဒါပဲသံဃာဒီနေ့ခင်ဗျားတို့မျက်မှောက်မှာရှိနေတဲ့ဥဒ္ဓမင်္ဂလာရှေ့ဥပိ္ပဇေဆရာအစဉ်ဆက်ကိုပြန်ကြည့်လိုက်ရင်ရှင်သာရိပုတ္တရာအဆက်လားရှင်မဟာမောက္ကလံအဆက်လားအရှင်အာနန္ဒာအဆက်လားမပြောနိုင်ဘူးဥပိ္ပဇေဆရာအဆက်ဆက်ကဒီတပားကိုကြော့လိုက်တာနဲ့ရှေ့ကဥပိ္ပဇေဆရာအားလုံးကိုကြော့ပြီးသားရှင်းလားဒါမို့တန်ဃာတကားကိုတပားကိုပူဇော်လိုက်တာနဲ့သူ့ဆရာအစဉ်ဆက်ကိုပူဇော်ပြီးသားအေးပြစ်မှားလိုက်ရင်လဲရှင်းလားလာမယ်အလှဲ့ဒီနေ့ဟောမှာနော်တရားကောင်းစင်ပါလေအလှဲ့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်မဖြစ်နဲ့ကောင်းကျိုးပေးမယ်ပြန်ပြောကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်လို့မဖြေနဲ့လို့ဘာလို့မဖြေခိုင်းတာလဲသိလားကောင်းတာဖြစ်မယ်လို့ဆိုရင်ခင်ဗျားတို့ကချက်ချင်းဖြစ်မှာအခုတော်များများဥစဉ်စီကိုလာပြီးပြောနေတာရှိတယ်ရှင်ဖျားအကြောင်းကျိုးတွေဒီပြီးတော့ကြားကိုမကြားချင်းတော့ဘူးဟာဘာဖြစ်လို့ရှင်ဖျားပဲအကြောင်းကောင်းရင်ကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ပြောတယ်တဲ့နော်ဥစဉ်ကတော့ကောင်းကျိုးပေးမယ်လို့သင်တာကောင်းတာဖြစ်မယ်လို့မပြောဘူးဒါပေမဲ့သူတို့ပြောတာကောင်းတာဖြစ်မယ်လို့ပြောတယ်တဲ့အခုကောင်းတာလုပ်တဲ့လူတွေကြီးဆင်းရဲနေတာတဲ့မကောင်းတာလုပ်တဲ့လူတွေကြီးကြီးပွားပြီးအထက်တန်းရောက်နေတာတဲ့မယုံဘူးတဲ့အရှင်မြတ်တရားကိုဟာငါတရားမဟုတ်ဘူးဘုသူတရားလဲဒါလည်းဘုရားပိုင်တဲ့တရားလားလောကအမှန်တရားလားဘုရားတို့ကိုးကွယ်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သူကိုယ်ပိုင်အယူအဆကိုယ်ပိုင်ဝါဒ
ကိုယ်ပိုင်ဂိုင်းတစ်ခုထူထောင်သွားတာလားတဘာဝအမှန်ပြောသွားတာလားအဲ့ဒါဘုရားရဲ့တပည့်သားတွေဆိုရင်လေဦးဇင်းကဒါလေးသိစေချင်တာတချို့ကပြောတာငါတို့ကဘယ်ဂိုင်းညာဂိုင်းတပည့်တော်ကဘယ်ဂိုင်းမှမဟုတ်ဘူးပင်စီဂိုင်းဆိုကြိုးကြမှာမဟုတ်လားရှင်းလားတန်ခါမှာဂိုင်းမရှိရဘူးဂိုင်းမရှိမှတန်ခါကဏဆိုတာပြိုကွဲသွားတာကဏမရှိမှတန်ခါဖះအဆုံးမတစ်မျိုးတည်းပဲရှိတယ်အဲ့ဒီအဆုံးမကလည်းသူ့ကိုယ်ပိုင်မူဝါဒလားတဘာဝအမှန်တရားကြီးလားလောကသားအလုံးအတွက်မှန်တဲ့တရားရှင်းလားအဲ့ဒါကြောင့်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်ကောင်းတာဖြစ်မယ်လို့မဖြစ်နဲ့ချက်ချင်းဖြစ်ချင်မှဖြစ်မှအကျိုးပေးဆိုတာပြန်ပြောမယ်ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်မကောင်းတာလို့ရင်ဘယ်ချိန်ပေးမှလဲအဲ့ပေးခြင်းတဲ့ချိန်တော့မလုပ်လိုက်နဲ့ဗျမ်းပရာတရားဖြစ်သွားမှာပေါ့ဒါမပြောလို့မရတော့နော်တပါကြီးတို့မမေ့နဲ့ဒီကွေထွက်ထားတာ2008နှစ်လပိုင်းလောက်ကစပြီးဒီတရားကိုဖြန့်ထားတာအဲ့တော့ဒီလောက်ဆိုရင်သိလောက်ပြီဒါပါကြီးလေတပည့်တော်တို့ရဲ့ခန္ဓာဖြစ်စဉ်ပြန်ပြောမူကြိုဆရာပဲမဲ့ဒီလောက်မညံ့စက်ဝိုင်းကြီးထောင်ထားတာမြဲတမ်းနဲ့ဒါပါကြီးလဲလို့မမေးဘူးရှင်းလားမူကြိုဆရာဆိုပြီးသူတို့ကသိထင်သေးတာဒါပါလို့ဆိုစက်ဝိုင်းကြီးတဲ့စက်ဝိုင်းကြီးတော့ကျုပ်လည်းသိတာပေါ့ဟမ်ဒါဘု து ဖြစ်စဉ်တယ်အေးအဲ့ဒီမှာကြည့်အဝိဇ္ဇာပစ္စယအဝိဇ္ဇာဆိုတာကမသိခြင်းတရားဘယ်မှာရှိတယ်ကိုယ်ခန္ဓာထဲမှာဘာတွေမသိလဲဆိုတော့အကောင်မှလည်းမသိအကြောင်းမှလည်းမသိအမှားမှလည်းမသိတန်တရားတစ်ခွဲမှာမသိတာကရမ်းလောက်တာကသင်္ခါရဆိုတော့ကောင်းတာတွေလောက်တာလားမကောင်းတာတွေလောက်တာလားကုသိုလ်လည်းလောက်တယ်ဟုတ်ပြီကောကရိတ်ကျင်တတ်တယ်ဒီလောက်ကလေးပတ်ထားရင်ကိုကျင်တတ်တယ်ရှင်းတယ်နော်ကောင်းတာလည်းလုပ်တယ်ဘာဖြစ်လို့ဆိုတော့သိမှမသိပဲဗျကောင်းမှလည်းမသိဘူးစိုးမှလည်းမသိတော့လုပ်တဲ့ထဲမှာကောင်းတာလည်းပါခြင်းပါသွားမယ်ကျင်တတ်သလားအဲ့တော့အဝိဇ္ဇာပစ္စယသင်္ခါရအတိတ်ကလုပ်ခဲ့တော့သင်္ခါရပစ္စယဝိညာဉ်ဆိုပြီးခန္ဓာဘယ်နှပါးရလဲဘယ်သူတွေရထားတာလဲဘယ်အချိန်ရထားတာလဲအခုရထားတာအခုရထားတဲ့ခန္ဓာသည်အလိုလိုရတာလားအတိတ်ကံကြောင့်ရတာလားကောင်းပြီအဲ့ဒီထဲမှာမှကဲကိုဘဝလေးကိုဆင်းရဲတာကြိုက်လားချမ်းသာတာကြိုက်လားအစားတော့စားတော့မကောင်းတာကြိုက်လားကောင်းတာကြိုက်လားအဝတ်ထဲဝတ်တော့မကောင်းတဲ့ဝတ်ကြိုက်လားကောင်းတဲ့ဝတ်ကြိုက်လားဟုတ်ပြီနေတဲ့အိမ်ကမကောင်းတာကြိုက်လားကောင်းတာကြိုက်လားအေးကောင်းတာကဝေဒနာကြိုက်တာကဒါပဲခင်ဗျားတို့ဒါလိုက်ရှာနေတာဝေဒနာပစ္စယရှင်းလားနေတိုင်းကောင်းအောင်ရှာနေတာပဲမကောင်းတာတော့မတတ်နိုင်ဘူးဝေဒနာပစ္စယတဏှာပစ္စယတဏှာဥပါဒံဥစည်းတော့ဥပါဒနာပစ္စယကာမဘဝဆိုကာယကံဝစီကံမနောကံနေမလုပ်ဘူးလားကုသိုလ်တွေလည်းလုပ်တယ်ကြည့်ဒီမှာပြောချင်တာဟောဒီကာမဘဝကိုကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးကကျိုးလေးနဲ့တည်ထားတယ်ဘယ်သူနဲ့တွဲတော့သင်္ခါရဆိုတာကအတိတ်ကံကာမဘဝဆိုတာကယစ္ဆုတ်ပံကံရှင်းတယ်နော်အတိတ်ကံကိုဦးစီးထားတာကအဝိဇ္ဇာမသိခြင်းတရားသူကရောအလွတ်လားကျိုးနဲ့တွဲထားတာလားဘယ်သူတွေနဲ့တွဲတယ်တဏှာဥပါဒံတဏှာကလိုချင်တာဥပါဒံကစွဲလန်းတာရှင်းလားအဲ့တော့ तू ကလည်းအဝိဇ္ဇာလို့ပြောရင်သူ့နောက်မှာဘယ်သူနဲ့ဘယ်သူရှိလဲဒီမှာလဲတဏှာဥပါဒံလို့ပြောရင်သူ့နောက်ကွယ်မှာဘယ်သူရှိလဲသူတို့ကတွဲနေတာခွဲလို့မရဘူးရှင်းသလားပြီးတော့ဒီမှာကြည့်သူတို့ကအလုံးပိတ်ထားတယ်
ပြင်မရတဲ့တရားတွေဖယ်ပြရမှာတတန်တရားလုံးခမရတို့ကိုကျုပ်တို့ကိုခေါင်းဆောင်လာတာဘယ်သူလဲဘယ်သူမူလနတ်ဖျားဘာနဲ့ဘာလဲအဝိဇ္ဇာတဏှာဟာဒွေမူလာနိတဲ့အကြောင်းတရားနှစ်ပါးရှင်းတယ်နော်အဲ့ဒီနှစ်ပါးကိုပြင်ရမှာလားပြောင်းပလိုက်ရမှာလားဖယ်ပလိုက်ရမှာဘာနဲ့ဖယ်မှာရှင်းတယ်နော်အဝိဇ္ဇာကိုဝိဇ္ဇာဖြစ်အောင်သွားမပြင်နဲ့ဘယ်တော့မှဝိဇ္ဇာဖြစ်လာမှာမဟုတ်ဘူးတဏှာကိုလည်းအာလောဘဖြစ်အောင်မလုပ်နဲ့ဘယ်တော့မှလုပ်လို့မရဘူးဟောမှာဘောင်ပိတ်ပေးထားတာအလကားပိတ်ထားတာမဟုတ်ဘူးရှင်းနော်ကောင်းပြီကြည့်ဟောဒီမှာသင်္ခါရလည်းအလုံးပိတ်ထားတယ်ဟုတ်ပြီနော်အတိတ်ကံကိုပြင်လို့ရလားမရဘူးရှင်မာမောက္ကလံကိုတော်မြတ်ကြီးဘလို့သေးလို့ခိုးသား900ရိုက်လို့ပရိနိဗ္ဗာန်ဆံရတယ်ဒါစားလို့ခန့်ခန့်ညံ့ညံ့ပြောရင်ပရိနိဗ္ဗာန်ဆံတယ်လူလိုပြောရင်သေတာပဲရှင်းနော်ဂုံပုတ်ကြီးနဲ့မို့လို့ပြပဲဟုတ်ဗျရှင်ဘရင်ကြတော့နတ်ရွာဘယ်နတ်ရွာမှမဆံဘူးရှင်ဘရင်မှန်ရင်တဲအိုးသွားတာများတယ်ဘာလို့ဆိုသတ်စေသူပဲဖမ်းစေသူပဲသူများကနှိပ်စက်သမျှသွားဘုန်းကြီးပြန်ဘုန်းကြီးတိုင်းလဲပြန်တော်မမူနိုင်ဘူးရှိုးတာများတယ်ကျောင်းတိုင်းဘုန်းကြီးပိဋ္ဌာကြီးတွေစာချဘုန်းကြီးပိဋ္ဌာကြီးတွေဓမ္မကတိကပိဋ္ဌာကြီးတွေဘုသူမင်္ဂလာကဲအခုတရားဟောနေတာခမည်းတော်တရားသိအောင်လို့စေတနာမထားပဲနဲ့ဓမ္မပူဇာကြည့်ဟောမယ်ဆိုရင်ဖြည်းဖြည်းလုပ်လေမမေးရသေးဘူးခင်ဗျားတို့ကြုတ်ကြရင်တော်တော်ပို့ချင်တာသွားမှာပါမပူပါနဲ့ရှင်းသလားအဲ့ဒီလိုရည်ရွယ်ချက်သာမနေဓမ္မဂရိကလည်းတဲအိုးပဲဘဲမှပြန်တော်မမူပြောတော့နိဗ္ဗာန်ကြောင်းချတယ်မဟုတ်ဘူးကြောင်းပေါ်မှာကိုထားလို့မဖြစ်တော့လို့အောက်ချဖြစ်တာရှင်းလားအဲ့တော့ကြည့်သင်္ခါရအတိတ်ကံကပြင်လို့မရဘူးသူကလည်းတတ်ရင်အကုန်တတ်ပလိုက်ရမှာဒါမှမဟုတ်ဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဖြစ်တဲ့ဘဝမှာတောင်မှခါနာတဲ့ဒုက္ခရှိဘူးလားအဲ့ဒါသူလက်ဝိသမားဘဝကသူများခါကင်ရိုက်ခဲ့လို့ဒီဘဝခါနာရှင်းနော်ဝမ်းလျှောတဲ့ဒုက္ခဆေးเสียလုပ်တဲ့ဘဝသူများဝမ်းတို့ဆေးတွေတိုက်ပြစ်ခဲ့လို့ရှင်းလားအေးအဲ့ဒါအတိတ်ကံခမရဖျားဖြစ်တဲ့ဘဝတောင်လွတ်သလားဘုရားတို့ကဘာဖြစ်ပြီတော့ဘာမှဖြစ်ရင်မလွတ်ဘူးခုမှကောင်းကြအောင်ဆောင်တာကောင်းမလားခင်ဗျားတို့ဘုရားတို့တော့မသိဘူးကျုပ်တော့အဟုတ်မကောင်းသေးဘူးပလင်ပေါ်မှာကောင်းကြအောင်ဆောင်တော့ဘာတော့သူများတွေသိခံမှာပြောကိုရှိမဟုတ်တာလို့ရှင်တော့တွေ့ကျင်တော့မယ်ရှင်းလားစောကျင်တီးကျင်တဲ့စိတ်ကအခုချိန်ထိမပြောက်သေးဘူးနော်ကောင်းပြီလားကောင်းကြအောင်ဆောင်းနေတာအဲ့တော့အတိတ်ကမကောင်းခဲ့တဲ့ဝတ်ကြွေးတွေကလာမလားမလာဘူးလားအေးအဲ့ဒါဒီမှာကြည့်ဟောဒီမှာကမ္မဘဝကမ္မဆိုတာစေတနာကမ္မဆိုတာဘဝဆိုတာယတ္တိမှုစေတနာပြဋ္ဌာန်းတဲ့ဒါကြောင့်မို့စေတနာကောင်းရင်ဘဝကောင်းတယ်သိချလို့စေတနာကောင်းရင်စေတနာမြင့်မြတ်ရင်စေတနာအထက်တန်းကြရင်စေတနာယုံနေရင်တော့ရှင်းတယ်နော်ဟောဒီမှာယရနာရှိရာယရနာစုမယ်ဟုတ်ကဲ့လားယရနာရှိရာသူတော်ကောင်းရှိတဲ့နေရာဟုတ်ပြီလူမိုက်ရှိတဲ့နေရာဖဲဝိုင်းကိုဘာလို့စုဖဲသမားပဲစုမှာပေါ့အရက်ဝိုင်းကိုရှင်းတယ်နော်ချဲဝိုင်းကိုတူရသူကတောင်းမို့ဒေအိုးတစ်လုံးထဲမှာနေကြရတယ်ချဲသမားဒေအိုးဖဲသမားဒေအိုးသူကရှင်းလားအလုံးမထားယောဂီဝကြီးတွေတရားတွေနာဟာတပည့်တော်တို့ကဥဒ္ဓမင်္ဂလာတပည့်ဆိုတော့ဟေ့ဘာကနန်းရတော့သွားပါပြီကျင်းတယ်နော်အဲ့တော့ဒီမှာကြည့်ပါ
ပြစ္ဆုတ်ပံစေတနာကောင်းရင်အတိတ်ကံအကောင်းကလာပြီးကျေစုပြုတယ်ကံကောင်းခြင်းတွဲတယ်ကံဆိုးခြင်းခုခမရတို့ကကိုကောင်းပြီပြောပြီးသူများမျက်ဆောင်ထိုးနေတာတို့တော့ဟေးကောင်းရောင်ကောင်းမဲ့လှုပ်ရှားတော့ဖြင့်မကြီးပွားပါဘူးဟိုလူတွေတော့ဘယ်နဲ့ကြီးပွားနေမသိဘူးလာကြတဲ့အဘိဇာအဲ့ဒါကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားသူများကြီးပွားတာမနာလိုနေတာအဘိဇာပွားနေသူကသူဘလို့ကြီးပွားအတိတ်ကံကောင်းလို့ကြီးပွားတာမကောင်းရင်ရှင်းသလားအဲ့တော့ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ဘယ်လိုဘယ်အချိန်ပေးတာလဲဆိုတော့အကြောင်းညီညွတ်တဲ့အချိန်ပေးတယ်မှတ်ထားပါတယ်ပြစ္ဆုတ်ပံမှာကောင်းတဲ့စေတနာလေးတွေစင်ကြယ်အောင်လုပ်နေရင်ကောင်းတဲ့ကံတွေအကျိုးပေးလာတာရှင်းလားသဘောပေါက်သလားဘုရားတို့ရှိမှာဥဒ္ဓမင်္ဂလာထဲမှာငယ်တော့ကလုံးဝကံမကောင်းနော်ငယ်တော့ကကိုမသုံးတတ်တဲ့ခင်တော့အိမ်မှာငွေတွေပုံနေရမှာ10 တန်းလည်းရောက်ကြတယ်ဗျာမှမရှိတော့ဘူးနော်ညံကလည်းထိုင်းနေတာပြောမနေနဲ့မင်္ဂလာသုတ်ကိုအဖေကကြက်ခိုင်းတယ်4 တန်းကျောင်းသား5 တန်းကျောင်းသားအငယ်တွေက2 တန်း3 တန်းရှိသေးတယ်မင်္ဂလာသုတ်1 ရက်ထဲနဲ့ကြက်သူတို့ကရတယောက်100 စီမုံဖို့ရတယ်သူ့မင်္ဂလာ4 ရက်ကြက်ဒါတောင်မချောဘူးဟုတ်ပြီနော်အဲ့ဒါလိုဘဝမျိုးကနေပြီးတော့အများအတွက်သာသနာအတွက်ပေးဆက်ခြင်းနဲ့စေတနာနဲ့လှုပ်ရင်းနဲ့ဟောတရားဟုတ်ရှေ့ရဖတ်တာနဲ့နောက်ကရပြီးသားဟမ်အကြောင်းကောင်းလာတော့ဒီမှာလာကျေးဇူးပြုလာတာရှင်းတယ်နော်ငါကလှုပ်လိုက်ဘာလှုပ်လို့အစင်ဆောင်မတည့်ဘူးသူ့မင်္ဂလာလှုပ်ပြက်တာများရှင်းတယ်နော်အခုလုံးသမျှကိုင်းသမျှလေးတွေတော်တော်အဆင်ပြေလာတယ်ကောင်းတာလေးတွေအကုန်လုံးမြင်လာရတယ်ကိုရှိမှတပည့်ကောင်းလေးတွေတွေ့လာရတယ်ဩအကြောင်းကောင်းလို့ကျင်းတတ်လားသဘောပေါက်သလားကိုရုန်းကန်ရင်းနဲ့အကြောင်းကောင်းအောင်ကြိုးစားလာတာအတိတ်ကဘုံကံကြီးလို့တော့ဟုတ်အရှင်ဘုရားပါရမီပါတယ်တဲ့ပြောတာပါရမီကိုခဏထားငယ်တုန်းကစကားတောင်လေးလုံးကွဲအောင်ပြောတဲ့ကောင်မဟုတ်အပေါင်းအသင်းနဲ့တနေကုန်လက်ဖက်ရည်ဆိုင်ထိုင်လို့တလုံးမှပြောဘူးစိတ်လေးထိုင်တော့ပြီးသချင်းလေးထိုင်ပြီးနားထောင်နေတယ်ဒါပဲကျိုးလောက်ကသချင်းရေးမယ်သချင်းဆိုမယ်ဂီတာတီးမယ်ဒါကလွှဲရင်ကျန်တာဘာမှဝါသနာမပေါ့စီးပွားရေးလည်းမလုပ်အမေရသိပ်ပြောတယ်ငါပြင်းငါဖြင်းကြော်ရရှိအပြင်းကြီးနင်ဘုန်းကြီးလောက်တာပဲကောင်းတယ်အမြဲတမ်းပြောနော်အဲဆိုတော့ငါပြင်းဆိုရင်ဘုန်းကြီးဝဲတဲ့အမေပြောလို့ဝတ်တယ်ဒီမှာနားကိုမနေရဘူး14 နှစ်ရှိပြီပြေးနေရရှင်းတယ်နော်အဲ့တော့အကြောင်းကောင်းရင်အကျိုးကောင်းတယ်အကြောင်းမကောင်းရင်အဲ့တော့ကောင်းတဲ့အကြောင်းလုပ်ရင်ကောင်းတဲ့အကျိုးပေးတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်မကောင်းတာလုပ်ရင်ဘယ်အချိန်ပေးလဲအကြောင်းညီညွတ်တဲ့အချိန်ပေးတယ်ဒါကြောင့်သင်ထားတယ်ခင်ဗျားတို့ဖြစ်သမျှအကြောင်းမကောင်းအောင်လုပ်ပြန်ပြောဖြစ်သမျှအကြောင်းကောင်းအောင်ထိုင်ဆောင်နေရမှာလားကောင်းအောင်လုပ်နေရမှာလားကြိုးစားရင်ဖြစ်သလားမဖြစ်ဘူးလားခင်ဗျားတို့ရှိရဒီမှာငါဖြင်းငါတုံးငယ်တုန်းကလုံးဝဂုံပုတ်တွေအပြည့်နဲ့အိမ်မှာအချီးမွန်းခါဆုံးပုဂ္ဂိုလ်ဒီနေ့ခင်ဗျားတို့ဆရာလာလုံးရှင်းလားအဲ့ဒါကောင်းအောင်ထိုင်ဆောင်နေတာလားကောင်းအောင်လုပ်ခဲ့တာလားယရနာရှိရာယရနာစုတယ်တဲ့အကြောင်းညီညွတ်မှပေးတာရှင်းမလားသဘောပေါက်ပြီလားအဲ့တော့ကောင်းတဲ့အကျိုးပေးတွေမလာသေးဘူးဆိုကိုတကယ်မကောင်းသေးလို့သာမှတ်ထားလိုက်ရှင်းသလားအဲ့တော့အလှဲ့အစမယ်အချိန်ကပြည့်တော့မှာနော်အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်ခါတော့ကအမျိုးသမီးတွေကနေပြီးတော့ပညာအရာမှာအေးတရက်ရတဲ့ပုဂ္ဂိုလ်တယောက်ရှိမမေ့တော့ပါဘူးနော်ဘုရားတောင်ဘလို့ကြောမှမသိတဲ့လူတွေဒါသွားမေးလို့ပဲဖြစ်မှာနော်အဲ့တော့ခုတ်စုတ်တရာဘယ်လိုလဲ
ခုတ်ဇဥတ္တရာလို့ခေါ်တယ်သူ့နာမည်ကဥတ္တရာဒါပေမဲ့ငယ်နာမည်အများကခေါ်တာခုတ်ဇဆိုတာခကုံးကြီးလို့ပြောတာရှင်းတယ်နော်ခုတ်ဇဆိုတာခကုံးကြီးအဲ့တော့ခါကုန်းကုန်းနဲ့ရုပ်ဆိုးဆိုးနော်ရုပ်ဆိုးဆိုးဆိုတာခါကုန်းနေလို့ပါရုပ်တကယ်ဆိုးတာတော့မဟုတ်ဘူးအဲ့တော့ तू ကဘာလို့ရတယ်လဲဆိုတော့တာမာဝရီမိဖုရားနာမှာအလုတ်အကျွေးအခိုင်းစီဟုတ်ပြီနော်အဲ့တော့ပန်းဝယ်သွားတိုင်း तू ဘာလုပ်တော့ပန်းဘိုးခိုးတယ်နော်လေးကြက်ဖိုးဝယ်ခိုင်းရင်နှစ်ကြက်ဖိုးပဲဝယ်ပြီးနှစ်ကြက်ဘုံထားတယ်အဲ့ဒါရှင်းလုံးကလေးခိုးရတာနော်ဘုရားလက်ထက်ကလေးထက်ဝက်စားတယ်မိဖုရားနာနေတဲ့ဟာနော်အဲ့ဒီမှာတရက်ကြတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားကိုသွားနာတဲ့အခါသူသိလာတယ်အကြောင်းကောင်းရင်အကြောင်းမကောင်းရင်စေတနာအစင်တန်းမြင့်မှဘဝအစင်တန်းမြင့်မှစေတနာအစင်တန်းယုံညံ့နေရင်စေတနာပြတ်ထက်တဲ့ဘဝဆိုတာသူနားလဲတာနားလဲပြီးတော့တရားနာရင်းနဲ့သောတာပန်တည်သွားတော့သောတာပန်ဆိုတာ၅ပါးသီလကိုမြဲသွားပြီအသက်ဒီဟူသောအကြောင်းကြောင့်တောင်အပြည့်စီခံတော့ရှင်းတယ်နော်အဲ့တော့ဘုရားရဲ့အဆုံးအမတွေသူ့ဝမ်းထဲမှာကိန်းသွားတာအဲ့ဒါသောတာပန်ခေါ်တယ်ရှင်းသလားအဲ့ဒါဘုရားကျေးဇူးကိုသိသွားတော့ तू ခိုးနေကြခိုးတော့လေးကြဖုံးလုံးအပြည့်ဝယ်သွားတယ်ဝယ်သွားပြီးတာမာဝရီဆက်တော့ဟာဒီနေ့ပန်းနေရလာကြည်လားတာမာဝရီကလည်းသိတ်လိမ္မာယဉ်ကျေးတဲ့မိဖုရားမာမာနမရှိဘူးအမြဲတမ်းတိမ်တိမ်မွေ့မွေ့နေတဲ့မိဖုရားဆိုတော့သူ့ကိုအမေလို့ခေါ်တယ်အမေဒီနေ့ပန်းဖို့ကများလိုက်ပန်းတွေကများလိုက်လားရှင်ဘုရင်ကပန်းဖို့များပို့ပေးလိုက်လို့လားခါတိုင်း၄ချက်ပေးတာအခု၈ချက်ပေးလိုက်သလားပန်းက2ဆများလာတော့ပြုံးပြတယ်မိဖုရားတဲ့ထားရင်လည်းနေဒါအကုန်တတ်တယ်စัจကြည့်ဘူးအကုန်တတ်နော်ထားရင်လည်းနေတတ်ရင်လည်းသေရမှာပါမိဖုရားတဲ့ဟောတာကျွန်တော်မျိုးအမှန်တိုင်းပြောမယ်ပန်းဘိုးကတော့ပုံမပေးဘူးတဲ့ပုံမှန်၄ချက်ပဲပေးတယ်အရင်တော့က2ချက်ဖိုးပဲဝယ်ပြီးတော့2ချက်ကိုကျွန်တော်မျိုးမှယူထားတယ်ဟာဒါဖြင့်ဒီနေ့အမေဘာလို့မယူသလဲဟိုကလည်းစိတ်မဆိုးဘူးနော်ဟင်စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူဟာကြည့်စိတ်ရင်းကောင်းရင်ဉာဏ်လည်းကောင်းတယ်မှတ်ထားစိတ်ရင်းကောင်းရင်အကောင်းဆိုးဝေဖန်နိုင်စွမ်းရှိဒါလေးတွေအတူယူစရာလေးတွေတကယ်လို့ဒေါသထွက်လိုက်ရင်အပြစ်ပေးလိုက်ရင်သူအမှန်တရားကိုသိအောင်မလားအခုသူ့အသက်ကိုယ်တောင်မကြောက်ဖဲနဲ့ဒီမှာမိဖုရားရှိမှလာဝန်ခံနေပြီဆိုကြတဲ့ကအသက်ထက်တန်ဖိုးရှိတဲ့တရားအကြောင်းတရားရှိတယ်ဆိုတာ तू တွက်ဆလို့ရတယ်တာမာဝရီကပေါ့မဟုတ်ဘူးရှင်းသလားဒါဖြင့်အမေဘာလို့ဒီနေ့ကျတော့မယူတယ်လဲကျွန်တော်မျိုးမှမှားပါတယ်ငကောကမသိလို့ခိုးမိတာပါအခုဒီနေ့ကစပြီးမခိုးတော့ပါဘူးတဲ့ဆိုတော့ဒါဖြင့်အမေတခုခုတော့ထူးပြီတဲ့ယူခြင်းလဲယူတဲ့တရားရှိယူတမီးဘာမှအပြစ်မယူပါဘူးတဲ့နှစ်ကြဖိုးလဲလောက်ပါတယ်ခုခေတ်ပြောတာမဟုတ်ဘူးနော်ခုခေတ်တော့ကြက်တန်တောင်ပဲရောက်သွားမှမသိတော့ပါဘူးနှစ်ကြဖိုးလဲလောက်ပါတယ်ဆိုတော့မဟုတ်ပါဘူးတဲ့ငါမယူတော့ဘူးတဲ့ကျွန်တော်မျိုးမှမယူတော့ပါဘူးတဲ့ကဲဒါဖြင့်မယူရခြင်းအကြောင်းရင်းကိုပြောပြအရှင်မဒီနေ့ကျွန်တော်မျိုးမှဗုဒ္ဓရှင်တော်ဖရာရဲ့တရားတော်ကိုနာရတယ်နာရတော့တရားတွေဝမ်းထဲမှာကိန်းပြီးတော့ဖရာအဆုံးအမကိုနှစ်ကာဖရာတပည့်တော်ယုံကြည်တဲ့အတွက်မကောင်းတဲ့အကြောင်းတွေမလုပ်တော့ဘူးတဲ့ဟုတ်ပလားကောင်းတဲ့အကြောင်းပဲလုပ်ပါတော့မယ်ကြည်တန်သူများတရားနာတယ်ဆိုတာဒီလိုနာတာရှင်းသလားခုလည်းခင်ဗျားတို့တရားနာတာနာကောင်းအောင်လာနာတာလားဟမ်ဒီဘုန်းကြီးဟောတာမိုက်တယ်ဆိုပြီးလာတာလားသဘောပါသလားဦးဇင်းကလည်းတရားလာဟောတာနာမည်ကြီးခြင်းလို့လားဂုံလှုပ်ခြင်းလို့လားရဲရဲကြီးအာမခံပါတယ်ယဟန်တဝါကလေးကတရားဟောလာတာအခု14ဝါရှိပါပြီ
ဘယ်တရားပွဲမှာမှငါ့ကိုအထင်ကြီးပါစေတော့လို့စိတ်ထဲမှာဖြစ်ပြီးပြောခဲ့တဲ့စကားတခေါမှမရှိဘူးငါသိငါတတ်လို့လည်းဘယ်တော့မှမခံယူဘူးဒါကြောင့်ရောက်ရရမှာပြောပါတယ်အရှင်ဘုရားတို့လူပညာရှိယဟန်ပညာရှိအားလုံးမှားယွင်းတာချွတ်ချော်တာရှိရင်အချိန်မရွေးသတိပေးပါပဲ့ပြင်ပေးပါရှင်းသလားဦးဇင်းပြောဟောနေပြီပဲဒီထဲမှာဦးဇင်းတဲ့တတ်တဲ့သိတဲ့လူပညာရှိယဟန်ပညာရှိသီလရှင်ပညာရှိများစွာပါနိုင်ပါတယ်ဥဒ္ဓမင်္ဂလာစာမတတ်ပါဘူးရှင်းသလားပဲ့ပြင်ပေးကြပါဆုံးမပေးကြပါသာသနာတော်ဟာအင်အားနည်းနေလွန်းလို့ရှိတဲ့မူကြိုအင်အားလေးနဲ့ထလုံနေရတာဝိုင်းပြီးကြိုးစားပေးကြပါရှင်းသလားကောင်းပြီနော်အဲ့တော့တရားဟောရင်လေပလင်မော်ရောက်ကလေးကရင်အရှင်မြတ်တခါလေးကြပြောတယ်အရှင်မြတ်ရတဲ့အချိန်လေး15မိနစ်လောက်ကလေးအရှင်မြတ်ပြောတယ်ဆိုတော့ပြီဆိုဒီလူပလင်မော်ရောက်ပြီးတော့မှပြီးရောမလုပ်တတ်ဘူးရှင်းလားတလုံးပြောရင်နားလည်အောင်ပြောရမယ်ငါတာဝန်ဒီစေတနာနဲ့အပြည့်ဟောတယ်ကျင်နာပြီနော်အဲ့တော့တရားနာရင်လေနာကောင်းယုံမနာပါနဲ့မှတ်မိအောင်နာပါရှင်းသလားမှတ်မိပြီးရင်သိအောင်လုပ်ဥဒုမင်္ဂလာပြောတာနဲ့လည်းမယုံနဲ့ဘယ်သူပြောလို့မှမယုံနဲ့ကိုယ်ဖြစ်စဉ်နဲ့ကြိုက်ကြည့်ရှင်းသလားဆင်ခြင်ကြည့်အောင်ကျင်သလားဖယားကငါအလုံးစုံသိတယ်ဒါပေမဲ့ငါဖယားပြောတာတောင်မင်းတို့အယမ်းမယုံနဲ့အောင်တိတ်သေးကြတယ်ဖယားရှင်းသလားလေ့လာပါစူးစမ်းပါဝေဖန်ပါဖယားကလွတ်လပ်ခွင့်အကုန်ပေးထားတယ်တခြားဘာသာလေ့လာလို့လည်းဘာအပြစ်မှမရှိစေရမတတ်အပ်တဲ့ပညာမရှိဘူးရှင်းလားကောင်းပြီအဲ့တော့သိအောင်လုပ်ပါသိတဲ့အတိုင်းကျင့်ပါကျင့်သလားခုခိုးစုပ်တရားတပွဲပဲနာလိုက်တာသိသွားတယ်သိတဲ့အတိုင်းကျင့်ချက်ချင်းကျင့်တာသူ့အမားကိုအသက်တပ်ပြစ်မှာရှင်ဘုရင်ကျမ်းမ်းနဲ့ဘုရင်မိဖုရားနဲ့တွေ့ရင်တတ်စေပဲတရားချင်းတတ်စေတော့သူမားတဲ့အလုပ်တော့ဆက်ပြီးတော့မလုပ်တော့ဒီလိုသာသနာဟာရှင်းသလားအဲ့တော့မှအဲ့လိုက်တော့အမေတခုတော့ထူးကြမယ်ပြောဆိုတော့တရားနာခဲ့ပြီတဲ့ဆိုအိုးဒါဆိုအဲ့ဒီတရားသိထူးမှာတဲ့သမီးသိပြီအမေအသက်သတ်မှတောင်မကြောက်ဖဲနဲ့အမေလာပြီးတော့ဝန်ခံခြင်းသည်အမေမှာအသက်ထက်တန်မိုးရှိတဲ့အရာရထားပြီတာမာဝရီရဲ့ညံ့ရှင်းသလားစိတ်ကောင်းနှလုံးကောင်းရှိသူဆိုတော့အမှားအမှန်ကိုချင့်ချိန်နိုင်စွာရှိတယ်လောနဲ့သူ့မင်္ဂလာလို့ဝုံတိုင်းကျဲတယ်လို့ဆိုဟာဆိုအဲ့ဒါနဲ့ထားသပလိုက်ပြီးသွားပြီကိုရရှင်းလားကောင်းပြီအဲ့ဒီမှာတင်ခုတ်စုတ်တရာသည်တာမာဝရီကိုတရားဟောအဲ့တော့တာမာဝရီနဲ့မိဖုရား900ကတရားနာခြင်းတယ်ဆိုတော့ဒီလိုတော့မဟောနိုင်ဘူးတဲ့တရားကိုတန်ဖိုးထားငါ့ကိုရေချိုးပေးကြမဲတာမာဝရီမိဖုရားရေချိုးပေးရတယ်နတ်သားလိမ့်ပေးရတယ်လိမ့်ပေးပြီးတော့မှတခါတည်းဝတ်ကောင်းစားလာထားပြီးတော့တာမာဝရီနေတဲ့သလွန်ပေါ်မှာခုတ်စုတ်တရာထိုင်းမိဖုရားကအောက်ကဒုတုံနာတယ်ရှင်းလားကောင်းပြီချိန်သိမ့်မရှိလို့ဒါတွေသိရှင်းချိန်မရဘူးထားလိုက်အဲ့တော့တာမာဝရီကခုတ်စုတ်တရာဟောတဲ့တရားကိုမိဖုရား900လုံးနာတော့သူတို့လည်းသောတာပန်တည်သွားတယ်ဟုတ်ပြီနော်တည်ပြီးတော့နောက်ပိုင်းကိုခုတ်စုတ်တရာကိုတာဝန်ပေးလိုက်တယ်အရှင်မဝေယံဝဆဘာမှမလုပ်နဲ့တော့ကျွန်တော်မျိုးမရဲ့ဆရာမိဖုရားမောင်မမိတ်တန်ရဲ့ဆရာဖြစ်ပြီအဲ့တော့သင်ကနေတိုင်းနန်းတော်တွေကနေပန်းဝယ်သွားရင်တရားနာပြီးရင်ကျွန်တော်တို့ကိုပြန်ပြီးဟောအဲ့ဒါနဲ့သူကပိဋကသုံးပုံဆောင်ဖြစ်သွားတယ်ရှင်းတယ်နော်ညံကလည်းသိကောင်းတယ်ဘုရားဟောပြလိုက်တာအကုန်မှတ်မိတယ်အိမ်ရောက်နန်းတော်ရောက်အကုန်ပြန်ပြောတတ်တယ်အဲ့တော့ပညာအရာလူပုဂ္ဂိုလ်လူမိမ့်မထဲမှာအေးတဲ့ရှင်းသလားအဲ့တော့မှဘေးကဝိုင်းပြီးတော့မေးကြတယ်ခုတ်သုတ်တာအမေကညံလဲသိထက်တယ်တရားနာလိုက်တာနဲ့လည်းမညံဖုန်ညာအလင်းမြန်ရလေတယ်နောက်ဆုံးဘဝကျွတ်တန်းဝင်တဲ့ဘဝအဲ့တော့တရားတွေလည်းပြန်ဟောတတ်တယ်ဒါလောက်ထက်မြက်တဲ့ပုဂ္ဂိုလ်ကဒီဘဝမှာဘာလို့ခါကုန်းကုန်းကြီးဖြစ်နေတာလဲရှင်းတယ်နော်ပြီးတော့သူတစ်ပါးကျွန်ဘာလို့ဖြစ်နေတာလဲရှင်းသလားပြောချင်တာနော်နောက်အမေဟာတရားနာလိုက်တာနဲ့ဘာလို့ချက်ချင်းသိသွားတာလဲခုခင်ဗျားတို့အကြောင်းအကျိုးတွေနာခဲ့ပေါင်းများလားပေါ့ကျွတ်ပလားဟမ်ရှင်းလား
စဉ်းစားငါမဟုတ်တာမလုပ်တော့ဘူးရဲရဲဝန်ခံငါအမားတွေအကုန်ဒုံဒုံဝန်ခံပြီးတော့တော်ပြီလို့ထုံပေပေကတ်တတ်တည်ကြီးဘယ်လောက်ပြောဟုတ်တယ်ဒေအိုးဆိုတော့ဒေအိုးကနေအေးရပြောအမေနော်ဒေအိုးတဲ့ဆိုငါလာမပြောနဲ့ဟောလောက်ကုန်ပြီရှင်းသလားအဲ့ဒါသတိပေးလိုက်အောင်မယ်ကိုကိုတရားလေးသတိပေးရင်မြည်ပဲဖြစ်ဖြစ်မြစ်ဖဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်သားပဲဖြစ်ဖြစ်အမေဒေါသဖြစ်နေတော့ဘုန်းကြီးကပြောတယ်ဒေအိုးတဲ့ဆိုအော်အေးဒီလိုခံယူမခံယူလို့ဒီချိန်ကလာမပြောနဲ့ဆိုအဲ့ဒီပုဂ္ဂိုလ်ဘယ်တော့မှမညံဖုန်ညာမရတော့ဘူးဟိုကကျေးဇူးရှင်ကိုကိုတရားတစ်လုံးသတိပေးရင်ကျေးဇူးရှင်ပေါ်မမပါနဲ့ဒါအထူးသတိပေးတာနော်ကောင်းတာလုပ်ရင်းကနေသာသနာနာမှာနေရင်းနဲ့မထင်မှတ်တဲ့အာကုသိုလ်တွေဖြစ်ပြီးတော့ဝန်လေးနေကြတာတပုံကြီးပဲရှင်းသလားကိုမားပြီလို့သိရင်ချက်ချင်းတောင်းမှလိုက်ပါသမီးရေငါမားသွားတယ်မင်းခုနသတိပေးတာတာရုကွယ်တာရုအမေမားသွားတယ်ရှင်းလားဒါရှိဘာလို့တရားကိုချက်ချင်းရတယ်လဲဆိုတော့မှခုတ်သုတ်တရာဟာတရားနာရင်နဲ့သောတာပန်သက္ကရာကအနာဂတ်ဆက်တက်သွားတယ်နောက်အဘိညာဉ်6ပါးတွေပါသူရတော့သူပြန်ပြောပြတယ်သမီးတို့အမေခါကုန်းတာတခြားမဟုတ်ဘူးတဲ့ဒါအမေအလှဲ့ဗါတဲ့တရားကောင်းစရာပါတော့သူများကြုံဖြစ်နေရတာကဒီလိုကွတခုသောဘဝတုန်းကကသဗ္ဗဘုရားရှင်လက်ထက်မှာဗာရာဏသီပြည်မှာငါဟာဘယင့်သမီးတဲ့ဗါတယ်လေအခုလိုပဲဘယင့်ရဲ့သမီးတော်တဲ့အဲ့ဒါတရက်မှာငါရေမိုးချိုဖိလိန်ပြင်ဆင်နေတော့ဘိက္ခုနီမတပါးကြွလာဘယ်သူယဟန်တော်မဟုတ်သေးဘူးနော်ဘိက္ခုနီမကလည်းအရိယာမဟုတ်ဘူးရှင်းတယ်နော်အဲ့တော့ဟိုထဲမှာတော့အရိယာလို့ဆိုပါတယ်ဒါပေမဲ့ဦးဇင်းတို့အရိယာလို့မပြောချင်ဘူးယဟန်ဘိက္ခုဆိုတာဘယ်လိုလဲဆိုတာသိအောင်ရှင်းတယ်နော်ဘိက္ခုနီမတပါးကြွလာတယ်ကြွလာတော့အိမ်မှာနန်းတော်မှာဆွန်းသုံးနေကြဆွန်းခံနေကြဖြစ်မှာပေါ့အနားရောက်လာတော့ကြည့်လိုက်တော့သူကဖိလိန်ပြင်ဆင်ပြီးအဝတ်လက်ဝတ်ယရနာတွေဝတ်မလို့ဝတ်မဲ့လက်ဝတ်ယရနာဘိက္ခုနီမနားမှာရောက်နေတာနဲ့အရှင်မမယုံမသိပေါ့ခင်ဗျားတို့ပြောနေကြစကားအတိုင်းဆိုရင်နော်တောင်းပန်ပါတယ်အဲ့ဒီလက်ဝတ်ယရနာလေးယူပေးပါတွားခိုင်းလိုက်ဘိက္ခုနီမဟုတ်နော်အဲ့တော့ဘိက္ခုနီမစဉ်းစားတယ်ငါယူမပေးလို့ငါပြစ်မှားရင်သူဒေအိုသွားတော့ရှင်းလားသူတော်ကောင်းပြစ်မှားရင်ဘယ်သွားမှာလဲငရဲရောက်မှာတဲ့ငါယူပေးလိုက်ရင်ဖြစ်ရဘဝသူကျွန်ဖြစ်တော့မယ်အဲ့တော့ဒေအိုရောက်တာနဲ့စာရင်ကျွန်ဖြစ်တာကတော်သေးရဲ့ဆိုပြီးသူယူပေးသွားတယ်အဲ့ဒီဘိက္ခုနီမကိုခိုင်းလိုက်တဲ့ဒါတောင်မယုံမသိမောက်မခိုင်းတာမဟုတ်ခဲ့ပါဘူးကွယ်တဲ့ဘယ်လိုခိုင်းလဲရင်ကြီးလေးပါပဲမယုံမသိကတော့ပါရဲ့အရှင်ဘုရားတပည့်တော်ကိုအဲ့ဒါလေးယူပေးစမ်းပါသူတော်ကောင်းကိုသွားခိုင်းမိတဲ့အတွက်ငါမှကသဗ္ဗဘုရားရှင်လက်ထက်ကလေးကအခုဂေါရမဘုရားပွင့်တဲ့အထိဖြစ်ရဘဝမှာကျွန်ကြီးဖြစ်ခဲ့တာလေအလှဲ့ရှင်းလားကိုအလှဲ့ကြမနှွဲ့နဲ့လေဟမ်ဗါလဲကိုအလှဲ့ကြမနှွဲ့နဲ့အဲ့ဒါမသိလို့ပေါ့စောစောအမလေးမကောင်းတဲ့လူတွေကြီးပွားနေတာကောင်းတဲ့လူတွေဆင်းရဲနေဆိုမင်းကဘလောက်ကောင်းပြီလဲပြန်မေးလိုက်အလှဲ့กว่าရှင်းလားအဲ့လိုသူများကိုသူတော်ကောင်းကိုသွားခိုင်းမိလိုက်တဲ့ကိစ္စကြောင့်ဖြစ်ရဘဝမှာကျွန်ဖြစ်ခဲ့တယ်ဟာဒါဖြင့်အမေခါကုန်းတာဟောခါကုန်းတာတော့တခြားမဟုတ်ဘူးကွယ်တဲ့ကြားထဲမှာကသဗ္ဗဘုရားရှင်နဲ့ဒီဂေါရမဘုရားရှင်ကြားထဲမှာပစ္စေကဗုဒ္ဓတပါးကအိမ်မှာအမြဲတမ်းဆွန့်ခံတယ်တဲ့ငါဖြစ်တဲ့အိမ်မှာဆွန့်အမြဲတမ်းခံတော့အဲ့ဒီပစ္စေကဗုဒ္ဓခါကုန်းနေတယ်ဘာဖြစ်နေလဲခါကုန်းနေတော့ငါလည်းအဲ့ဒီအိမ်မှာအခိုင်းစေဆိုတော့ပျော်တော့ဆက်ပေါ်တယ်ပျော်ရင်းနဲ့ဘာလုပ်လဲဆိုတော့အဝတ်နီကြီးတစ်ခုကိုယူရက်ပြီးတော့သင်္ကန်းပတ်သလိုပတ်ပြီးတော့မှခွက်တစ်ခုကိုကင်ပြီးငါတို့ပစ္စေကဗုဒ္ဓငါတို့ဘုန်းကြီးကြွတာဒီလိုဟေးလို့ဆိုခါလေးကုန်းပြီးတော့ပြောင်ခဲ့တာတဲ့ရှင်းလားရောင်တတ်တဲ့လူတွေစတဲ့လူတွေ
နော်ထွန်နှင်းဖြစ်သူတွေစတတ်တဲ့လူတွေထက်အားဖြစ်သူတွေပြောင်းလောင်တတ်သူတွေသတိထားပါအလှဲ့ရှင်းသလားငါခဏလေးပြောင်ပြခဲ့တာတဲ့ငါတို့ဘုန်းကြီးကြွတာဟောလို့ဟဲလို့ဂုံဂုံလေးလုပ်ပြတာငါဖြစ်ရဘဝခကုံးဖြစ်ရတယ်လုပ်ခဲ့တာဘယ်နှကြိမ်ခံရတော့အချိန်ပေါင်းများစွာအခုကျွတ်တန်းဝင်မဲ့ဘဝအထိခကုံးကြီးနာမည်တောင်ခုတ်စဥတ္တရာရှင်းသလားအဲ့ဒါပါလေအလဲကိုအလဲရောက်လာမယ်မမေ့နဲ့ရှင်းသလားဒါဖြင့်အရှင်မညံကောင်းတာဟောဘာကြောင့်လဲဟိုဘက်ကတော့အာဟုသူတွေကြောင့်ခါကုန်းတဲ့သူများကျွန်ဖြစ်တယ်သိပြီညံကောင်းတာဘာကြောင့်လဲအေးဒါကလည်းဒီလိုရှိတယ်ဒီနေရာမှာကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးစကားကိုပြောရဒါနသီလဘာဝနာနောက်ထားกว่าတယ်သစ္စာသိအောင်အရင်လို့မပြောဘူးလားပြောပါဗျာအသေးမဟုတ်ခင်မပြောဘူးလားကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ခင်ဗျားတို့ကျွတ်တို့ပေါ်မှာထားတဲ့မေတ္တာရှင်းတယ်နော်ကြည်အကြောင်းကောင်းမှအကြောင်းပြည့်စုံမှအကြောင်းမှန်ကန်မှလုံးအဲ့ဒါဉာဏ်ရှိသလိုသုံးရေလဲသုံးဓမ္မဤအနစ်ချုပ်အကြောင်းကျိုးမသိရင်တရားမသိတရားမသိရင်ဘုရားမသိဘူးရှင်းလားတို့ဗုဒ္ဓဘာသာပြက်နေပြီလို့ပြောတာဘုရားပြောက်နေလို့ရှင်းလားလက်အောက်ချီပြီးသားကြော့နေတာဘုရားမမြင်ဘူးရှင်းတယ်နော်ရောက်တဲ့တပည့်တော်တို့ကြိုက်ထီရိုးရွှေတကုံမဟာမြတ်မုနိအဲ့ဒါဖယလဲထွက်တာဘုရားဘူးတာမဟုတ်ရှင်းတယ်သလားဘုရားကိုဘယ်လိုကြော့မလဲဂျေဇုသိပြီးမှမမေ့နဲ့ဘယ်လိုကြော့မလဲကြည်အကြောင်းပြည့်စုံမှခုတ်သုတ်တရာအရှင်မကြီးဖြေတဲ့စကားမှတ်ထားဟေ့တဲ့သမီးတို့ငါဘဝတစ်ခုကကွယ်အိမ်မှာပေါ့လေအခုအခိုင်းစေဖြစ်နေတဲ့အချိန်ဆွမ်းလောင်းကတော့တနေ့မှာပစ္စေကဗုဒ္ဓကိုကနာနို့စွမ်းနေချက်လောင်းကြလောင်းကြတော့ယဟန်တစ်ပါးကနို့စွမ်းကပူဆိုတော့တပိတ်ကိုကင်လို့မရဘူးတဲ့အဲ့ဒါနဲ့သူ့မှာရှိတဲ့လက်ကောက်တွေချွတ်ပြီးတော့မှတပိတ်ခြေအဖြစ်ညံနဲ့ရှင်ပြီးဘာနဲ့ရှင်လာလဲဒီအပူကိုလွတ်အောင်ရှင်းသလားဒါမို့လို့အเจ้าမှာညံပါမှအကျိုးကြညံနဲ့အကျိုးကိုပေးမှာဒါကြောင့်သစ္စာသိတဲ့ညံသာမပါရင်ခင်ဗျားတို့လုပ်တဲ့ဒါနသီလဘာဝနာတွေဟာနိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တော်မဖြစ်ဘူးတဲ့ရှင်းသလားဒါဖြင့်သစ္စာတရားဟာအရေးကြီးသလားမကြီးဘူးလားသစ္စာအသိဟာအရေးကြီးသလားမကြီးဘူးလားဟေးတန်ဖိုးသိမှတန်ဖိုးရှိတယ်ကျေးဇူးသိမှတရားတော်ရဲ့ကျေးဇူးဘုရားရဲ့ကျေးဇူးကိုသိတဲ့လူမှကျေးဇူးကိုခံစားပိုင်ခွင့်ရှင်းသလားငါဟာညံနဲ့ရှင်ပြီးတော့ဒီတပိတ်ခြေလေးကိုလှူခဲ့တဲ့အတွက်အခုလျင်မြန်တဲ့အသိဉာဏ်ကိုဒါဖြင့်အကြောင်းကောင်းရင်အကြောင်းမကောင်းရင်ဘယ်ချိန်အကျိုးပေးမှလဲအကြောင်းညီညွတ်တဲ့ချိန်နောက်ဖြေတတ်ပြီလားစံတဝါဝါဖြစ်เสียလို့သေးလားကဲအားလုံးချုပ်လိုက်တော့သီလသမာဓိပညာမဖြစ်ကျင့်ပဲနဲ့ပြည့်စုံတဲ့ဘဝလူဖြစ်ကြမနှက်ဘူးရှင်းသလားအဲ့တော့သီလသမာဓိပညာကလည်းအလိုလိုပြည့်စုံလာမလားဖြစ်ကျင့်ယူရမလားကြည့်လေခုံးစုပ်တရာတို့အလိုလိုရလာလားအကြောင်းပြုခဲ့လို့လားအဲ့တော့အလှဲ့အကြောင်းကောင်းခဲ့ရင်အကြောင်းမကောင်းခဲ့ရင်တူသောအကျိုးကိုပြုတ်နေတဲ့အမှုတွေအမြဲတမ်းဆင်ခြင်မှာနော်ဝစီကံနဲ့ပြုတ်ထားရင်ဝစီကံနဲ့ပြုတ်တဲ့အကျိုးကိုခံရမယ်မနောကံနဲ့ပြုတ်ထားရင်မနောကံနဲ့ပြုတ်တဲ့အကျိုးကိုအဲ့တော့ကံဒီအကျိုးမပေးဘဲနေမှာလားအကျိုးပေးမှာလားပေးတဲ့ခါကျတော့ကောင်းတာလုပ်ပြီးမကောင်းကျိုးပေးတယ်လို့မရှိမကောင်းတာလုပ်ပြီးကောင်းကျိုးပေးတယ်လို့လဲရှင်းသလားရှင်းရောရှင်းရလားအလှဲ့ကြမနှွဲ့နဲ့လေအဲ့တော့ဒီမှာခါကုန်းရပြီအလှဲ့ကျွန်ဖြစ်ရပြီရှင်းသလားဟိအဲ့တော့ဘဝများစွာတန်တရားကကိုဆိုးခဲ့တာလဲပြန်တွဲအောင်မဘောလို့ပြန်ဟောရရှင်းတတ်ကြလားဟိအားလုံးသဘောပေါက်သလားက
တူသောအကျိုးပေးမှာအဲ့ဒီကံနေပြင်ဖို့ဆိုတာလဲသူများပြင်ပေးမှာလားကိုယ်တိုင်ပြင်ရမှာလားဖယားကယ်မှာလားကိုယ့်အကိုကယ်ရမှာလားကဲလောကမှာသူများကယ်တင်မှုကိုစောင့်မျှော်နေရတာနဲ့ကိုလန်းကိုလျှော့ရတာဘယ်ဟာတန်ဖို့ရှိလဲရှင်းနာကြလားသူများရေးပေးတဲ့သမိုင်းထဲမှာနေရတာနဲ့ကိုသမိုင်းကိုရေးရတာဘယ်ဟာတန်ဖို့ရှိလဲငါတို့တော့ဒါကြောင့်ဗုဒ္ဓဘာသာကိုအကျွင်းမဲ့ယုံတယ်အညံဆုံးဖယားကိုပဲကိုးကွယ်တယ်ကိုယ်ရှင်းသလားသဘောပေါက်သလားတို့ဖယားကကဲတင်ရှင်လားလမ်းပြသူလားအေးအဲ့တော့ကိုလမ်းကိုရှောက်တော်သူရောက်ဤမလျှောက်ရင်အဲ့တော့တတိထားပညာနဲ့ကြည်အကြောင်းကောင်းမှဒါကြောင့်ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လို့အလုံးပြန်ပြောလိုက်ဖြစ်သမျှအကြောင်းဒါဖြင့်တတိထားဝရိယဆိုင်ပညာနဲ့ကြည်ဘယ်သူကြည့်မယ်ကိုကြည့်ခန္ဓာဘယ်နှပါးဘယ်ချိန်ကြည့်မြဲတာတွေ့မလားမမြဲတာတွေ့မလားပိုင်တာတွေ့မလားမပိုင်တာတွေ့မလားအဲ့တော့ခန္ဓာ၅ပါးဘယ်ချိန်ကြည့်ဖြစ်ပြီးတော့ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲတော့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်အလှဲ့ကြမနှဲ့ရအောင်ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လုပ်ကြလို့တိုက်တွန်းရင်းနဲ့အလှဲ့ဒေသနာဏိဂုံးချုပ်ကြစို့